ဒီနေ့ကတော့ gear box အကြောင်းလေးကိုညီမပြန်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်ညီမငကိုတင်ထားတဲ့ video file တွေမှာလည်း gear box အကြောင်းလေးရှင်းပြထားရပေါ့နော်ဒီနေ့ကပို့ပြီးရှင်းပြပေးမယ်မတိတဲ့ညီကောင်မောင်နှမတွေညီမအကောင့်ထဲမှာဝင်ရှာလို့မသိတဲ့ညီကောင်မောင်နှမတွေညာပြန်ပြီးတော့မျှဝေရခြင်းဖြစ်ပါတယ်ညီမတို့ပထမဆုံးအနေနဲ့ညီမတို့ main shot လို့ခေါ်တဲ့ဒါ opinion shot လို့လည်းခေါ်တယ်ပေါ့နော်အဲ့ဒါအရင်လေးရှင်းပြပေးမယ်ဒါပထမဆုံးအနေနဲ့ညီမတို့က1 opinion ဒီကောင်က2 opinion ဒီကောင်လေးက2 opinion ဒီကောင်က3 opinion ဒီကောင်က4 opinion ပေါ့နော်1 2 3 4ဆိုပြီးပါတယ်အများဆုံးကတော့ဒီအပေါ် main shot မှာဆိုရင်ဒီတစ်ခုပဲဖြုတ်ပြီးတော့ဖြုတ်ပြီးမှဆေးကြတာများတယ်ပေါ့နော်တချို့ကျတော့မမှတ်မိရလို့ဆိုဒါတွေမဖြုတ်နဲ့ပေါ့နော်မှတ်မိရလို့ဆရာကြီးဆိုရင်တော့ဖြုတ်လို့ရပါတယ်လုံနေကြဆိုရင်တော့ဖြုတ်လို့ရပါပေါ့နော်မှတ်မိရလို့ဖြုတ်ပါတကယ်လို့မမှတ်မိဘူးဆိုလည်းညီမပြောပြလေးကိုကြည့်ပြီးမှပြန်ပြီးထည့်လို့ရတယ်ပေါ့နော်ဒီက1 opinion 2 opinion ရဲ့1 opinion ကတော့အပေပေါ့နော်2 opinion ကနေစပြီးတော့လှုပ်ရှားလို့ရတယ်ပေါ့နော်အဲ့ပြီးလို့ရှိရင်2 opinion ရဲ့အပေါ်မှာဆိုလို့ရှိရင်ညီမတို့ကဝါရှာကလစ်ပါတယ်ဝါရှာရင်ထည့်မယ်ဒီအောက်မှာဝါရှာထည့်မယ်ကလစ်ထည့်မယ်ဝါရှာကလစ်3 opinion ရဲ့အထက်မှာဆိုရင်ကလစ်ဝါရှာဆိုပြီးတော့ပါတယ်ပေါ့နော်ဝါရှာကလစ်ဝါရှာဆိုပြီးတော့ပါပါစပတ်ကရှက်မှာဆိုလို့ရှိရင်ညီမတို့ကဒီအကြီးကနေစရင်အကြီးမှာဆိုတော့အကြီးက1ဒီကောင်က2ဒီကောင်က3ဒီကောင်က4ဒါစပတ်ကရှက်ပေါ့နော်စပတ်ကရှက်ဘက်မှာဆိုရင် opinion အကြီးက1ကနေစတယ်ပေါ့နော်1 2 3 4ဆိုပြီးပါတယ်ဒီ1 opinion ရဲ့အောက်မှာဒီလိုဝါရှာပြားအကြီးတစ်ကွင်းပါသေးတယ်ပြီးတော့လို့ရှိရင်ညီမတို့ဒီမှာနော်ဒီလိုအပြားဘုတ်လေးလည်းပါသေးရပေါ့နော်အဲ့ဒါဆိုရင်ညီမတို့က opinion ကို1 opinion ကိုပြောင်းပြန်ထည့်မိတယ်ဆိုဒီလိုမချိတ်ဘူးပေါ့နော်တကယ်လို့ဒီလိုမှတ်ခုံလေးထည့်လိုက်မယ်ဆိုရင်တော့ဒါချိတ်သွားမှာပေါ့နော်ဒါညီမတို့ထိုးလုံးနဲ့ချိတ်သွားမှာပေါ့နော်အဲဒီလိုချိတ်သွားမှာပေါ့အဲ့အောက်မှာညီမတို့ကဒီဝါရှာဘုတ်လေးထည့်မယ်ဘုတ်လေးကိုထည့်မယ်ပြီးရင်ဝါရှာပြအကြီးတစ်ခုပါမယ်ပြီးသွားရင်ဒီလိုလေးကင်မယ်ပေါ့နော်ကင်မယ်ဆိုလို့ရှိရင်1 2 3 4မှာဒီမှာဘုတ်လေးပါပေါ့နော်ကိုဒီကောင်ကဒီအတက်ကလေးက controller ကွာကိုသွားထောက်တာ controller ကွာကိုသွားထောက်တာပေါ့နော် gear ထိုးရင်ဒီ controller ကွာလေးကသွားပြီးချိတ်နေမှာမချိတ်ဘူးဆိုရင် gear ပက်လည်းရိုက်နေမှာပေါ့နော်အဲ့ဆိုရင်ညီမတို့ကဒီအောက်မှာဆိုလို့ရှိရင် washer clip washer ဆိုပြီးပါတယ်ဒီ4 opinion ရဲ့အောက်မှာ washer ပြားတစ်ကွင်းပါသေးတယ်နော် washer ပြားတစ်ကွင်းပါသေးတယ် washer ပြားတစ်ကွင်းပါတယ်ဒီ controller ပါမယ်ဒီမှာ book ကလေးပါမယ်ပေါ့နော်ဒါလေးတွေမေ့လို့မရဒီမှာ washer ပြားပါမယ်ဒါဆိုလို့ရှိရင်เนาะညီမတို့ကဒီ gear ပေါက်နဲ့ပတ်သက်ပြီးတော့ဒါဒီချာလေးရှင်းတော့မယ်လို့ထင်ပါတယ်အဓိကတော့ washer clip တွေမှလို့မရအောင်เนาะ sprocket ရှက်မှာဆိုရင် washer clip washer အပေါ်တစ်ချက်ကတော့ washer ပါတယ်ပေါ့เนาะဒါဆိုရင်တော့ပိုတိမှာဖြစ်ပါတယ်ဒီမှာเนาะဒီဟာလေးကကြတော့ညီမတို့ဒီကွာလေးအကြက်ကြဲလေးတွေလားအဲ့ဒါကကြ controller ကွာထည့်တဲ့နေရာလေเนาะ controller ကွာဖြုတ်နည်းကိုလည်းနောက်ဗီဒီယိုမှာပြပေးမယ်เนาะနောက်ပြီးတော့ဒီမှာချိတ်တဲ့နည်းလည်းပြန်ပြပေးမယ်ဒါလေးက controller ရဲ့အလဲအတက်ကလေးပါတယ်ဗောနော်အဲ့အတက်ကလေးကိုသွားထောက်တဲ့နည်းလေးလည်းပြန်ပြပေးမယ်ဒါဆိုလို့ရှိရင်เนาะဒါညီမဒီ gear box ဆင်နည်းလေးကိုအကိုတို့နားလည်သွားမယ်ကိုညီကိုမောင်နှမနားလည်သွားမယ်လို့ထင်ပါတယ်ရှင်အစင်မပြေတာရှိရင်လည်းပြန်ပြီးမှတ်မှာပြန်ပြီးပြောပြပေးလို့ရပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်ရှင်